င်္ဂလာပါခင်ဗျာတက်ဦးတောက်ကြ channel ကနေပြန်လေကြူဆိုလိုက်ပါတယ်မိတ်ဆွေတို့ရဲ့အိမ်မှာရောခလေးကစားစရာအယုတ်လေးတွေရှိကြပါသလားချစ်စရာကောင်းတဲ့မျက်နှာလေးတွေပြုံးနေတဲ့နှခမ်းလေးတွေရဲ့နောက်ွယ်မှာရက်ဆက်ကြမ်းကျွတ်တဲ့ဝိညာဉ်စိုးတွေပူးကပ်နေမယ်လို့သင်ထင်ပါသလားကဘာပေါ်မှာတာမန်အယုတ်လို့ထင်ရပေမဲ့ပိုင်ရှင်တွေကိုတောက်ခါပြီးညဖတ်ဆိုထပြီးငိုတက်ကြတယ်တခါတလေလူကိုယ်တောင်တတ်ဖြစ်ဖို့ကြိုးစားခဲ့တဲ့အယုတ်တွေတကယ်ရှိပါတယ်ခင်ဗျာဒီနေ့မှာတော့ပြတ်တိုက်တွေထဲမှာတော့ခတ်ပြီးတိမ့်ထားရလောက်အောင်အန်ဒီရဲ့ကြီးမားတဲ့ကပ္ပတရေအချုံဆုံးအယုတ်9ယုတ်အကြောင်းကိုအသေးစိတ်ပြောပြပေးသွားပါမယ်နံပါတ်5ကတော့ဩစတြေးလျနိုင်ငံကလက်တာလို့ခေါ်တဲ့ gypsy အယုတ်ဖြစ်ပါတယ်ဒီအယုတ်ဟာလွန်ခဲ့တဲ့နှစ်ပေါင်း200လောက်ကတည်းကရှိခဲ့တဲ့ရှေးဟောင်းတစ်သားအယုတ်ကြီးပါကြောက်စရာကောင်းတာကသူ့ရဲ့သပင်တွေကလူသပင်အစ်စ်တွေဖြစ်ပြီးခေါင်းထဲမှာလည်းလူဦးနှောင်းနဲ့တူတဲ့အရာတစ်ခုထည့်သွင်းထားပါတယ်တဲ့လက်ရှိပိုင်ရှင် Kerry Walton ဆိုသူကဒီအယုတ်ကိုအိမ်ဟောင်းတစ်ခုရဲ့အောက်ကနေတွေ့ခဲ့တာပါအိမ်ကိုယူလာတဲ့နေ့ကစပြီးထူးဆန်းတာတွေစဖြစ်လာပါတော့တယ်အိမ်ကခွေးတွေကဒီအယုတ်နားကိုလုံးဝမကပ်ပဲဟောင်တက်ကြတယ်ပိုင်ရှင်ကအယုတ်ကိုအပြေယူသွားဖို့လုပ်တိုင်းမူးတွေရွာချတာပါလေအယုတ်ပိုင်ရှင်ကိုယ်တိုင်ကပြောမှုပါတယ်ဒီအယုတ်ကညဘက်ဆိုသူ့အလိုလိုနေရာတွေရွေ့နေတတ်တယ်လို့တခါတလေဂျမ်းပင်ပေါ်မှာလမ်းလျှောက်တန်တွေပါကြားရပါတယ်တဲ့နံပါတ်4ကတော့ကနေဒါနိုင်ငံ Queenell ပြတ်တိုင်မှာရှိတဲ့ Mandy အယုတ်ဖြစ်ပါတယ်ဒီအယုတ်ကိုမူလပိုင်ရှင်ကပြတ်တိုက်ကိုလာလူတုံးကကြောက်စရာကောင်းတဲ့စကားတစ်ခွင်ပြောခဲ့ပါတယ်ဒီအယုတ်ရှိနေတဲ့ရွေ့ညဘက်ဆိုခလေးငိုတန်းတွေကြားရလို့အိမ်မရတော့ဘူးဆိုပြီးပြောခဲ့တာပါပြတ်တိုက်ရောက်တော့လဲမန်ဒီကငိမ့်ငိမ့်မနေပါဘူးဝန်တန်းတွေရဲ့နေလေစားထမင်းမှုတွေပျောက်သွားတာစာရွက်စာတမ်းတွေနေရာရွှေ့နေတာမျိုးတွေဖြစ်လာပါလေဧည့်သည်တွေကတော့မန်ဒီကိုစိုက်ကြည့်လိုက်ရင်သူ့မျက်လုံးတွေကလူကိုလိုက်ကြည့်နေတယ်လို့ခံစားရပြီးဓာတ်ပုံရရင်လည်းကင်မရာမီးတွေပြတ်သွားတတ်ပါလေနံပါတ်3ကတော့ဂျပန်နိုင်ငံကနာမည်ကြီးအိုကီကုအယုတ်မှာဖြစ်ပါတယ်1918လောက်က18နှစ်အရွယ်ကောင်လေးတစ်ယောက်ကသူ့ညီမလေးအတွက်လက်ဆောင်ဝယ်ပေးခဲ့တာပါကန်ဆိုးစွာနဲ့ပဲညီမလေးဆုံးရှုံးသွားတဲ့အခါမိသားစုကဒီအယုတ်လေးကိုဘုရားကျောင်းမှာထားခဲ့ပါတယ်ထူးခြားတာကအဲ့ဒီအချိန်ကစပြီးအယုတ်ရဲ့သပင်တွေဟာတဖြည်းဖြည်းရှည်ထွက်လာတာပါပဲမူလကပခုံးလောက်ပဲရှိတဲ့သပင်တွေဟာအခုဆိုဒူးခေါင်းထိရောက်နေပါပြီသိပ္ပံပညာရှင်တွေစစ်ဆေးကြည့်တဲ့အခါမှာတော့ဒါကဓာတ်ထုပစ္စည်းတွေကြောင့်မဟုတ်ဘဲလူသပင်အစစ်ဖြစ်နေတာကိုတွေ့ခဲ့ပါတယ်ဂျပန်လူမျိုးတွေကတော့တေဆုံးသွားတဲ့ကလေးမလေးရဲ့ဝိညာဉ်ဟာအယုတ်ထဲမှာဝင်ရောက်နေထိုင်နေတယ်လို့အခိုင်အမာယုံကြည်ထားကြပါတယ်နံပါတ်2ကတော့အမေရိကန်နိုင်ငံဖလော်ရီဒါပြည်နယ်က Robert လို့ခေါ်တဲ့အယုတ်ဖြစ်ပါတယ်သူကတော့ရေထဲမှာဝတ်စုံဝတ်ထားပြီးလက်ထဲမှာချင်းသေးလိုလေးကိုင်ထားပါတယ်သူ့ရဲ့မူလပိုင်ရှင် Robert Eugene Otto ဟာငယ်စဉ်ကလေးကဒီအယုတ်နဲ့စကားပြောလို့ရှိပြီးအိမ်မှာပစ္စည်းတွေကွဲလေပြဿနာတက်လေကျွန်တော်လုပ်တာမဟုတ်ဘူး Robert လုပ်တာလို့အမြဲပြောလို့ရှိပါတယ်အခုလက်ရှိပြတ်တိုင်မှာတော့သူ့ကိုမှန်တစ်တာထဲမှာထည့်ထားပါတယ်သူ့ကိုဓာတ်ပုံရိုက်ချင်ရင်ရင်ကြီးကြီးမိတ်ဆက်ပြီးခွင့်တောင်းရပါတယ်ခွင့်မတောင်းပဲရိုက်မိသူတွေသူ့ကိုလောင်ပြသူတွေဟာအိမ်ပြန်လမ်းမှာကားမောက်တာအယိုးကျိုးတာအလို့ပြုတ်တာတွေချက်ချင်းကြုံတွေ့ရလေရှိပါတယ်ဒါကြောင့်သူ့ရဲ့မှန်တစ်တာဘေးပလိုက်မှာလာရောက်တောင်းပန်ထားတဲ့ sorry စာတွေကိုအများကြီးတွေ့နေရပါမှာဖြစ်ပါတယ်နံပါတ်1ကတော့ရုပ်ရှင်တွေကြောင့်လူသည့်အများဆုံးဖြစ်တဲ့ Annabelle အယုတ်ပဲဖြစ်ပါတယ်ရုပ်ရှင်ထဲမှာကျွေးအယုတ်ပုံစံနဲ့မြင်ရပေမဲ့အ
အပြင်မှာတော့ Raggedy Ann လို့ခေါ်တဲ့အဝတ်အစအယုတ်လေးပါဒါပေမဲ့သူ့ရဲ့အန်ဒီရကတော့ဆိုးစွားဆုံးပါပဲအယုတ်ကနေရာတွေရွေ့နေတာ help me ဆိုတဲ့စာရေးထားကြတာမျိုးလုပ်နေရှိပါတယ်နာမည်ကျော်တရေနှင်းနှန်းတွေ Ed and Lauren Warren တို့စစ်ဆေးတဲ့အခါမှာဒါကတရေမဟုတ်ပဲလူရောင်ဖန်တီးထားတဲ့မြစ်စာကောင်ဖြစ်နေတာကိုတွေ့ခဲ့ပါတယ်ဒီအယုတ်ကိုလာရောက်စိန်ခေါ်ခဲ့တဲ့အမျိုးသားတဦးဆိုရင်ပြက်တိုက်ကအပြန်လဲမှာပဲဆိုင်ကဲမှောက်ပြီးပွဲချင်းပြီးတည်ဆုံးခဲ့ဦးပါတယ်ဒါကြောင့်သူ့ကိုအခုထိတန့်ရှင်းထားတဲ့မှန်ခေါင်းတလားထဲမှာ positively do not open ဆိုတဲ့စာတန်းနဲ့တော့ခတ်သိမ်းစီထားရပါတယ်ကဲမိတ်ဆွေတို့ရောဒီအယုတ်9ယုတ်ထဲကဘယ်အယုတ်ကိုအကြောက်ဆုံးလဲဒါမှမဟုတ်ကိုယ်အိမ်မှာရောဒီလိုထူးဆန်းတဲ့အယုတ်တွေကြုံမှုတာရှိလား comment မှာပြောပြခဲ့ပါဦးနောက်ထပ်လည်းဒီလိုထူးဆန်းတဲ့ဗီဒီယိုတွေကြည့်ဖို့တက်ဦးတောက်ကြ channel ကို subscribe follow လုပ်ထားပေးပါဦးခင်ဗျာအဆုံးထိလိုက်ပါကြည့်ရှုပေးပြီးတဦးချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်